ပြင်းတော်အိမ်နဲ့ဒါရေနံကြီးအခုမှတုတ်ပြီးသွားတာပေါ့နော်ဒါရေနံကြီးကကျွန်တော်တို့၄နှစ်တစ်ချိန်တုတ်ပိုကောင်းတယ်ဗျဘာကြောင့်ဆိုတော့အဲ့ချိန်လောက်ဆိုအစီဓာတ်ကကုန်သွားပြီဆိုရင်ချတွေကပူတောင်းချမ်းလာတယ်အဲ့ကြတော့၄နှစ်တစ်ချိန်တုတ်ပိုကောင်းတယ်ဗျဒီရေနံကြီးဆိုတာလေတချို့ကအင်ဂျင်ဝိုင်းတွေကိုပြန်ပြီးတော့ရိုက်ပြီးတော့ရောင်းတဲ့ဟာတွေရှိတယ်အဲ့လေးတွေသတိထားဝယ်ပေါ့နော်ဒါလေးဆိုရင်ဒါညနေစောင်းနေတော့မှဒါအစီတက်လေးရေနံကြီးလေးအစီတက်ပါမှပဲရေနံကြီးကမြဲတာဗျဒါကျွန်တော်ဆိုရင်ဒါရေနံကြီးဒါနှစ်ဒီအိမ်ကနှစ်40လောက်တော့ရှိပြီနှစ်40လောက်တော့အောက်ထိရှိသွားပြီပြင်တော်အိမ်ပေါ့နော်သူကဒီအိမ်ကကျွန်တော်တို့ဟိုဘက်မြေကမ်းနားလေးကနေပြီးကျွန်တော်ကတဆင့်ဝဲပြီးတော့စောက်ထားတာဗျသူဘာဝဲထောင်းဆိုတော့သူတို့ကမြေကမ်းနားကနေအိမ်တွေဖြတ်ပြီးတော့သူကရေတိုက်စားတော့ကြာရွာတွေပျောက်တာရှိတယ်ရွာအိမ်မြေကမ်းနားအိမ်တွေကိုကျွန်တော်တို့ကအိမ်နာအိမ်ကိုဝယ်လိုက်တာဒိုင်လုံးကြီးတွေကလည်းနည်းနည်းလူကြီးတယ်ဗျဒိုင်လုံးကြီးတွေကလည်းအကြီးတွေကျွန်းသားတွေဆိုတော့ချလုံးအောင်ကြိုက်မရဘူးဒီအောက်ပိုင်းကဟာလေးလောက်ပဲသူဒီအောက်ပိုင်းကဟာလေးပဲနည်းနည်းလေးစားလို့ရတယ်ချတော့တော်တော်များတယ်အများတန်းကျွန်တော်တို့ရေနံကြီးနဲ့အများတန်းတတိထားတုံနေရတာရေဝင်ရက်ဆိုတော့အင်းကြီးကလည်းအမြင်အောက်ကအမြင်ကြီးတွေဒီအောက်ကကို10ပေ12ပေလောက်ကိုရှိတယ်အမြင်ကြီးပဲသူက10ပေ12ပေလောက်ရှိတယ်ဆိုတော့ရေနံကြီးကတော့ရှယ်တုတ်ရတာပေါ့အမြင်ပဲအောက်ကတော့အမြင်ပဲသူကပြင်တော်အိမ်ပေါ့နော်တက်ကရေနံကြီးတာဝဝတော့ကျွန်တော်တို့အိမ်ကတော့တက်သားတော့နှစ်တရာလောက်တော့အနည်းဆုံးနှစ်တရာ200လောက်အနည်းဆုံးခံတယ်ရေနံကြီးတာဝဝလင်းတော့ဘာမှမပေါ့ပြောပြတာပါဒါဆိုရင်ဒီအတွင်းပိုင်းလေးဆိုဒါဘိုင်သားလို့တောင်ခေါ်မယ်နော်ရေနံကြီးတုတ်ထားတဲ့အတွက်ဒါလေတော့ခံနေတာတော်ဆိုရင်တော့အိုက်ကောင်နေ2နှစ်လောက်ဆိုရင်3နှစ်လောက်ဆိုရင်ချတက်ပြီးပြက်ပြီကျေးဇူးတင်ပါတယ်